ရေသာသနာတော်2553ခုနှစ်ကောဇာတက္ကရာ1381ခုနှစ်တော်သလင်းလာပြီကျော်ရှိနေ့3 နာရီချိန်မှစတင်၍မန္တလေးမြို့ချမ်းရည်သာသာမြို့နယ်ပြည်ကြီးမြတ်ရှင်လေးကောင်းရတောင်စလင်းတိုက်တဲ့ဘာဝနာဌာနနေပြည်တော်ဓမ္မဗိမာန်ကြီးပေါ်၌ဝါတွင်ဓမ္မသဘင်အစီအစဉ်မှာဓမ္မဌာနကောင်းမှုကုသိုလ်ရှင်ပြည်ကြီးမြတ်ရှင်လေးကောင်းရတက္ကကြီးဦးအောင်တင်တိုင်းကမာကြီးတော်မူမူမြင့်မိသားစုတို့ဤဓမ္မဌာနအမတဌာနဒီနေ့မဆုံးပြစ်တာကြာသောဆရာတော်ဘုရားကြီးတပည့်တာဝကတာဝိကာမယောဂီအပေါင်းတို့အတွက်တရားထူးထူးဆန်းဆန်းလေးတစ်ပုဒ်ရွေးလာခဲ့ထူးထူးဆန်းဆန်းဆိုတာရိုးရိုးလေးပြောတာပါဒီနေ့ခေတ်ကြီးကရိုးမှဆန်းတော့တာဟုတ်ပါလားပြေသက်ကြီးအခုဟောမဲ့တရားကိုစာရေးဆရာအရှင်စန္ဒာတိကဇောက်တုတ်ရေးထားအဲ့ဒါလေးထပ်ပြီးတော့ဦးဇင်ဟောခြင်းစိတ်ပေါက်သွားသူပေးထားတဲ့ခေါင်းစဉ်ကတော့လမ်းခွဲတာဝမ်းနေစရာလားတဲ့ဦးဇင်ကအဲ့ဒါလေးကိုဗုဒ္ဓဟောကြားတဲ့ပါဠိတော်လေးတွေနဲ့တန်စာဆင်လိုက်ပြီးတော့တရားခေါင်းစဉ်ပြောင်းပေးလိုက်လမ်းအခွဲမှာဝမ်းမနေပါပြေးသားကြီးဗာတရားတဲ့တော့ညာသောအဖြစ်အတော့ဦးဇင်းတို့ဓမ္မပိဋကတ်တို့ဝမ်းမနေလောက်အောင်ဘာဝနာတရားပွားများမထားဘူးဆိုလို့ရှိတူကိုချစ်ခင်တဲ့တတ္တဝသင်္ခါရတွေနဲ့ခွဲခွာရတဲ့အခါမှာတန်ရောစဉ်ကြီးသလောက်အချစ်ကြီးရင်ကြီးသလောက်ဝမ်းနေတဲ့ခံစားမှုတွေဖြစ်ကြတယ်လူတာမန်တွေကတော့လမ်းခွဲရင်ဝမ်းနေကြတာများတာပဲမှန်လားပြည်သားကြီးအခုဟောမှာကလမ်းအခွဲမှာဝမ်းမနေပါဝမ်းမနေအောင်စိတ်ဓာတ်ကိုဘယ်လိုတိဆောက်ကြမလဲဆိုတာလေးပြောပြဖို့ပါအဲ့တော့ဝမ်းနေတဲ့လမ်းခွဲတဲ့အခါဝမ်းနေတယ်ဆိုတော့ဝမ်းနေတယ်ဆိုတာဘာလဲဝမ်းနေတယ်ဆိုတာဒုက္ခမဟုတ်တာတော့သိကြတယ်ဝမ်းနေတာဒုက္ခလားဒုက္ခလားဒုက္ခစိတ်ထဲမှာခံစားရတဲ့ဒုက္ခစိတ်ဒုက္ခဝမ်းနေတယ်ဆိုတာဘာလဲစိတ်ဒုက္ခအဲ့ဒုက္ခကြီးခံစားခြင်းလားမခံစားခြင်းလမ်းအခွဲမှာဝမ်းမနေတဲ့စိတ်ဓာတ်ဖြစ်အောင်မြတ်ဗုဒ္ဓရဲ့တတိပဋ္ဌာန်ဓမ္မနော်မရဏနုတ္တိဘာဝနာတရားများနဲ့မိမိစိတ်ကိုထုံပြီးတော့မှတိဆောက်ထားအဲ့လိုဆိုရင်တော့လမ်းအခွဲမှာဝမ်းမနေပါဆိုတာဖြစ်နိုင်တယ်မဟုတ်ရင်တော့လမ်းခွဲတိုင်းဝမ်းနေရမှာပဲကျန်တို့ကျွတ်တို့တွေအလုံးဟာခရီးသွားတွေလေတန်တရားခရီးသွားတွေအကြောင်းညီညွတ်တုံးမှဆုံကြမယ်ကံတရားကဆုံစည်းခွင့်ပေးလိုက်တဲ့အချိန်မှာဆုံခွင့်ရမယ်ကံတရားကခွဲလိုက်တဲ့ချိန်မှာကွဲကြရပြန်တာပဲတန်တရားတွေမှာခရီးသွားတွေဟာတွေးလိုက်ဆုံးလိုက်ကွဲလိုက်ဒါပဲမှားရပြီသားကြီးအေးအဲ့တော့လမ်းခွဲတဲ့အခါဝမ်းနေတဲ့ခံစားမှုဖြစ်တယ်ဆိုရင်အဲ့ဒါချမ်းသာဒုက္ခမဟုတ်တာတော့သိရတယ်စိတ်ထဲမှာဖြစ်တဲ့စိတ်ဒုက္ခအဘိဓမ္မာတရားကိုကောက်မယ်ဆိုလို့ရှိရင်တကယ်ပြောရရင်ဝေဒနာအနေနဲ့ဆိုရင်ဒေါမနတဝေဒနာနော်အဘိဓမ္မာတက်ဖူးတဲ့ဒကမာများသိမှာပေါ့ဝမ်းသာတဲ့ဒေါမနတဝေဒနာမဟုတ်ဘူးဝမ်းနေတာဒေါမနတဝေဒနာစေတသိက်အနေနဲ့ကောက်မယ်ဆိုလို့ရှိရင်တော့ဒါစုပ်နေတဲ့ဒေါသစေတသိက်ပဲဒေါသတစ်မျိုးပဲဒါပြင်ဝမ်းနေတာဟာကုသိုလ်လားအကုသိုလ်လားဒါကြောင့်ဓမ္မပိဋကများလဲလမ်းအခွဲကြုံကြတဲ့အခါမှာဝမ်းမနေတဲ့စိတ်ဓာတ်ရရှိအောင်လို့နော်ဦးဇင်းတို့ဒီတရားကိုနှလုံးသွင်းပွားများကြပါစို့လို့အကြံပြုတဲ့အနေနဲ့ရွေးလိုက်တာပါ
စိတ်ထဲမှာခံစားတဲ့ဝမ်းနေတဲ့ဒုက္ခကြီးခံစားလို့ကောင်းရဲ့လားဒါဖြင့်လွမ်းခွဲတိုင်းဝမ်းနေအောင်လုပ်ရမှာလားဝမ်းမနေအောင်ကြိုးစားရမှာလားမကြိုးစားရင်တော့ဒုက္ခရမယ်စိတ်ဒုက္ခဒုက္ခတွေမြတ်စွာဘုရားတရားဥဓမ္မစကြာမှာဘယ်နှမျိုးခွဲပြထားတာဓမ္မစကြာတုတ်ဒီထဲမှာရတဲ့သူတွေအများကြီးပါဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခံအဘိဓမ္မယောဂဒုက္ခပိယေဟိဝိပယောဂဒုက္ခယံပိစနာလပတိတံပိဒုက္ခံတံခိတေနပင်စုပါဒနခန္ဓာဒုက္ခ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 အများကြီးပဲဘုရားအဲ့ဒီမှာဟောတာဇာတိပိပတိတံနေဖြစ်ရတာလေဒုက္ခဆင်းရဲတဲ့အမေဝမ်းမှာကိန်းရတာဒုက္ခလားဒုက္ခလားဇရာပိဒုက္ခမွေးလာပြီးတော့ခန္ဓာတွေတစ်ဖြည်းဖြည်းရင်ပြီးအိုမင်းလာတာလေဒုက္ခလားဒုက္ခလားဗျာတိပိဒုက္ခမကြမ်းမဖြစ်ရတာဖျားရတာနာရတာသွေးတိုးဖြစ်တာနှလုံးယောဂရတာဒုက္ခလားဒုက္ခလားဒုက္ခတွေအဲ့မှာမရဏံပိဒုက္ခနောက်ဆုံးချစ်တဲ့သူတွေနဲ့ခွဲပြီးတော့တည်ကွဲရတာကိုဒုက္ခပဲအပိသံဘယောကိုဒုက္ခအပိမချစ်မနှစ်တဲ့အကုန်သောဝါကိုပေါ်မှာမေတ္တာတရားမရှိကြကုန်သောပုဂ္ဂိုလ်တို့နဲ့တံပယောကိုပေါင်းဖော်ရှင်တွဲပြီးတော့ဒုရကွန်ဒီထိုင်ရခြင်းဒီလေဒုက္ခဒုက္ခပဲမချစ်တဲ့သူတွေနဲ့အတူတူနေရတာဗါတဲ့တို့ဒုက္ခပဲတဲ့အဲ့ဒါသားတွေသမီးတွေထဲမှာသားဆိုသမီးဆိုတယောက်ပါလာပြီဆိုရင်အပိယပုဒ္ဒခေါ်တယ်မချစ်အပ်တော့သားတဲ့အဲ့ဒါပါလိုက်တယောက်ပါရင်ကိုအတော်ဆင်းရဲပြီဒုက္ခလို့ဘုရားဟောထားတယ်လေအပိယမချင်မနစ်တဲ့အကုန်သောပုဂ္ဂိုလ်တို့နှင့်တန်ပယောကိုပေါင်းဖော်ရှင်တွဲပြီးတော့မိဝဲနေထိုင်ရခြင်းဟာဒုက္ခပါမချစ်တဲ့သူကိုယ်ကလည်းသူ့ကိုမချစ်သူကလည်းကိုယ့်ကိုမချစ်တဲ့ပြင်ကိုယ့်ကိုသူကမုန်းတောင်မုန်းနေသေးဟုတ်မလားအဲ့လိုမျိုးဆိုရင်လေကိုယ့်ပေါ်မေတ္တာမရှိတဲ့သူမေတ္တာမရှိမှန်းလည်းသိနေရတဲ့သူရဲ့မျက်နှာမြင်တိုင်းမှာစိတ်ထဲမှာဒုက္ခဖြစ်မလားဒုက္ခဖြစ်မလားမချစ်တဲ့သူနဲ့နေရလို့ဆင်းရဲတဲ့စိတ်ဒုက္ခလူတွေခံစားမှုကြပါလေမှန်လားပြည်သက်ကြီးကြုံဘူးလားကြုံဘူးသလားဘဝတစ်လျှောက်မှာတစ်ကြိမ်မဟုတ်တစ်ကြိမ်တော့မချစ်တဲ့သူနဲ့အတူနေရတဲ့ဒုက္ခကြုံမှုကြမှာပါပဲအဲ့ဒီအခါမှာဒီမချစ်တဲ့သူနဲ့အတူတူနေရတယ်မချစ်တဲ့သူမြင်တိုင်းကိုယ့်ကိုမချစ်တဲ့သူတော့မဟုတ်ကိုယ်ကမချစ်တဲ့သူကိုယ့်ကိုမုန်းနေတဲ့သူကိုယ်ကလည်းမချစ်နိုင်တဲ့သူအဲ့လိုပုဂ္ဂိုလ်ရဲ့မျက်နှာမြင်တိုင်းအဲ့ဒီကိုမချစ်မနစ်တဲ့အပ်တဲ့သူ तू ကလည်းကိုယ့်ကိုမချစ်တဲ့သူကိုယ်မနာလိုဝန်တိုဖြစ်နေတဲ့သူပေါ့ဆိုပါတော့အဲ့ဒါမြင်တိုင်းအဲ့အတန်ကြားတိုင်းကိုယ်ရင်ပတ်ထဲကခံစားချက်ကိုပြန်ကြည့်ရဘယ်တကြီးဘာပြန်ကြည့်ရfeeling ကိုပြန်ကြည့်ရနော်သူ့ကိုမြင်လိုက်တော့ငါရင်ပတ်ထဲမှာဘယ်လိုခံစားမှုဖြစ်တယ်လဲပြန်ကြည့်ရနော်သူ့တန်ကြားလိုက်တော့ငါစိတ်ထဲမှာဘယ်လိုခံစားမှုဖြစ်တယ်လဲအဲ့ဒီခံစားမှုကိုပြန်ကြည့်ရင်ねဒီ emotion ဒီ feeling ကနော် not good feeling ကကောင်းတဲ့ခံစားမှုတော့မဟုတ်ဘူးခံစားလို့မကောင်းဘူးစိတ်ထဲမှာမကျေနပ်တဲ့ခံစားမှုတွေလာတတ်တယ်စိတ်ပြတ်တဲ့ခံစားမှုတွေလာတတ်တယ်မှန်လားပြည်သက်ကြီးအဲ့ feeling တက်ကိုကြည့်နေ तू ငါ့ကိုဘယ်လိုမကောင်းဘူးဘာညာ story ကိုမကြည့်နဲ့ဇလန်းကိုမကြည့်နဲ့ဖြစ်ပေါ်စေဒီစိတ်ထဲကခံစားမှုပြန်ကြည့်လိုက်ရင်ဒီခံစားမှုဒီမြဲတာတွေ့မလားမမြဲတာတွေ့မလားချစ်တဲ့ခံစားမှုလည်းမမြဲမုန်းတဲ့ခံစားမှုလည်းဝမ်းသာတဲ့ခံစားမှုလည်းဝမ်းနည်းတဲ့ခံစားမှုလည်း
တဗ္ဗေသင်္ခါရအနိစ္စယုတ်နဓမ္မသင်္ခါရဖြစ်ပေါ်လာသမျှအရာအလုံးဟာအနိစ္စပါရကမမြဲကြပါရကလို့ကြည်ရင်ဒီထက်မှာနော်ရင်ပတ်ထဲမှာအဲ့ခံစားချက်ဒုက္ခဝေဒနာဒေါမနတဝေဒနာဖြစ်တိုင်းပြန်ကြည့်ပြန်ကြည့်ရင်ပျောက်သွားတာတွေတွေ့လာတဲ့အခါမှာလမ်းခွဲမှာဝမ်းမနေပါဆိုတဲ့စိတ်တွေရလာမယ်မဟုတ်တော့ပြင်းတယ်အဲ့မချစ်တဲ့သူတွေနဲ့ခွဲရတဲ့အခါမှာဒေါသနဲ့ခွဲရင်အကုသိုလ်နဲ့ခွဲတာပဲမှန်လားပိဿကြီးမေတ္တာနဲ့ခွဲရင်ဝမ်းနေစရာမလိုတော့ဘူးသဘောပေါက်လားပိဿကြီးအဲ့တော့မချစ်တဲ့သူနဲ့အတူတူနေရတာဒုက္ခပါပဲတဲ့ဘယ်တော့မှဟောတယ်ဓမ္မစကြာမှာအပိယေသံယောဂဒုက္ခောပိယေဟိဝိပယောဂဒုက္ခောပိယေမိချင်းတဲ့ပုဂ္ဂိုလ်ရင်းနဲ့ဝိပယောဂကွယ်ကွင်းကွယ်ခွာရတာဝါခွဲခွာရတာလဲဒုက္ခပါပဲချစ်တဲ့သူတွေနဲ့ခွဲရတာလဲဗါတဲ့တော့ကိုကချစ်တဲ့သူတွေကိုချစ်တဲ့သူတွေကိုပေါ်မေတ္တာတရားကြီးမားတဲ့ပုဂ္ဂိုလ်တွေနဲ့ခွဲခွာရတာလဲစိတ်ထဲမှာခံစားရတာဗါတဲ့တော့ဒုက္ခမဒုက္ခတဲ့ဗျဒါကြောင့်ချစ်တဲ့သူတွေနဲ့လည်းတနေ့ခွဲရမှာလားမခွဲရမှာလားခွဲရမှာလားဘေးရင်မေးဖို့လိုသလားပေသကြီး तू ရင်ခွဲမလားကိုကရင်ခွဲမလားမပြောနိုင်ဘူးဟုတ်ပါလားပေသကြီးတေခွဲမတေခင်မှာတေခွဲခွဲရတာလည်းရှိတာပဲ तू တေသွားလို့တော့ကိုကအရင်တေသွားလို့တေခွဲခွဲရတာမရှိဘူးလားအပြည့်ပိုင်ခွဲရတာမဟုတ်ရင်တော့မှစီးပွားရေးကိစ္စကြောင့်ခွဲနေကြတာတွေမရှိဘူးလားပညာရေးကိစ္စကြောင့်ကိုသိချစ်တဲ့ကိုသိမြန်လို့တဲ့ကိုသားသမီးလေးတွေကိုနဲ့အဝေးမှာသွားပြီးတော့ကြောင်းတက်ပြီးတော့ပညာသင်တယ်ပညာရေးကြောင့်ခွဲနေကြတာတွေမရှိဘူးလားနိုင်ငံရေးကြောင့်ခွဲနေကြရတာတွေမရှိဘူးလားကိုယုံကြည်တဲ့ခံယူချက်ပေါ်မှာမစွန့်လွတ်နိုင်လို့အဲ့ဒီခံယူချက်ပြင်းထန်တဲ့ပုဂ္ဂိုလ်များဟဲ့လားနိုင်ငံရေးကြောင့်မိသားစုနဲ့ခွဲနေကြတာတွေလည်းအများကြီးပါပဲဘဝဟာတွေ့ဆုံရင်းတွေခွဲခွာရင်းတွေပြည့်နှက်နေတာပဲမှန်လားပြည်သက်ကြီးအဲ့တော့စုံစည်းခြင်းသည်ဘယ်မှာဆုံးလမ်းခွဲခြင်းမှာဆုံးမှာမယ်မြတ်စွာဘုရားဇရာဓမ္မသုတ်မှာဟောတာလည်းရှိဇရာဓမ္မောယုပင်ကြီးနုပြူရင်သဘောရှိတယ်ဆိုရင်ဇရာဓမ္မောအိုခြင်းသဘောလည်းရှိတယ်နုပြူခြင်းသည်ဘယ်မှာဆုံးမလဲအိုမင်းခြင်းမှာဆုံးပါလိမ့်မယ်ဗျာရိဓမ္မောအာရောက်ကြီးနာယောဂကင်းခြင်းသဘောရှိတယ်ဆိုရင်ဗျာရိဓမ္မောဖြာနာခြင်းသဘောမကြမ်းမာခြင်းသဘောလည်းရှိပါတယ်ကျမ်းမာခြင်းသည်ဘယ်မှာဆုံးမကျမ်းမာခြင်းမှာဆုံးမယ်ဒီခန္ဓာကြီးရဲ့ယောဂတစ်မျိုးမျိုးတော့ရမှာပါပဲမှန်လားပိဿကြီးမရဏဓမ္မောဇီဝိတေတဲ့ဇီဝိတေအသက်ရှင်ခြင်းသဘောရှိတယ်ဆိုရင်မရဏဓမ္မောတည်ခြင်းသဘောလည်းရှိမယ်အသက်ရှင်ခြင်းဟာဘယ်မှာလမ်းဆုံးမလဲဒါဖြင့်တွေ့ဆုံခြင်းသည်ဘယ်မှာလမ်းဆုံးမယ်ခွဲခွာခြင်းမှာဆုံးမှာပါပဲပိဿကြီးတို့တည်ခွဲသို့မဟုတ်ရှင်ခွဲပဲအဲ့တော့ခွဲရမှာကသေချာနေမှတော့လမ်းအခွဲမှာဝမ်းနေတာကောင်းသလားဝမ်းမနေတာကောင်းသလားတချို့ကဝမ်းမနေလို့ရှိရင်ကိုယ်ပဲရက်ဆက်တဲ့လူစိတ်ငါတဲ့သူတို့ထင်ကြမဟုတ်ဘူးဝမ်းနေတာကအကုသိုလ်ကြီးပဲနော်ဒေါသစေတသိက်ကြီးပဲဒေါမနတဝေဒနာကြီးပဲဝမ်းနေတဲ့လူကိုမြင်ရရင်ကဲကိုယ်စိတ်ထဲမှာချမ်းသာသလားဆင်းရဲသလားဒါပြင်ကိုကဝမ်းမနေအောင်နေလိုက်လို့ရှိရင်ကိုယ့်ကိုကြည့်ပြီးသူများဆင်းရဲတာမရှိတော့ဘူးကိုယ်လည်းမဆင်းရဲဘူးသူများလည်းဆင်းရဲဘူးဒါပြင်လမ်းအခွဲမှာဝမ်းနေတာကောင်းသလားဝမ်းမနေတာကောင်းဒါကြောင့်ဒီတရားလေးရွေးဟောတာပါဗါတဲ့တို့လမ်းအခွဲမှာဝမ်းမနေပါဝမ်းမနေခြင်းဝမ်းနေတဲ့စိတ်ဖြစ်တိုင်းပိဿကြီးတို့အဲ့ဒီစိတ်ကိုပြန်ကြည့်ရမယ်ဝမ်းမနေခြင်းလမ်းအခွဲမှာဝမ်းနေတဲ့စိတ်တွေဖြစ်တိုင်းဘာကိုပဲပြန်ကြည့်ရအခုဟိုမှာဒီမလာခင်ဟောခဲ့တာ mind your mind
mind your mind စိတ်ကိုပြန်သိပါစိတ်ကိုပါတော့ဝမ်းမနေတဲ့စိတ်ကိုရခြင်းရင်ဟိုတာမန်အဖြစ်တော့ပြည့်တဲ့ကြလို့ဝိပဿနာဉာဏ်ရင့်ကျက်တဲ့ပုဂ္ဂိုလ်များလည်းပဲဒီစိတ်ဒီခံစားချက်ရဲ့မတည်မြဲမှုကိုဉာဏ်နဲ့မြင်နိုင်တယ်ဆိုလို့ရှိရင်လည်းပဲသူလမ်းအခွဲမှာဝမ်းမနေတဲ့စိတ်ကိုရနိုင်ပါတယ်ဟိုတရားအထုတ်မချဘူးစိတ်ကိုပြန်ကြည့်တဲ့အလေးကျင့်လည်းမလုပ်ဘူးသတိပဋ္ဌာန်တရားလည်းအာမထုတ်ဘူးဆိုရင်တော့တရားနဲ့ဝေးတဲ့သူဆိုရင်တော့လမ်းအခွဲမှာဘာဖြစ်မှာဝမ်းထဲမှာပဲဝမ်းနေတဲ့စိတ်ဟာပြည့်တဲ့ကြလို့အနာဂါရဟန္တာမဖြစ်သေးသမျှတော့ခင်ဗျားတို့ကျွတ်တို့ဟိုတစ်ချိန်မဟုတ်တစ်ချိန်ကြုံကြခံစားကြရလူတိုင်းခံစားဘူးကြတာမှန်လားအဲ့ဒါကြီးကိုခံစားဘူးတဲ့အခါတော့ကိုပြန်ကြည့်လေခံစားလို့ကောင်းသလားမကောင်းဘူးလားမကောင်းစေတသိက်ကဒုက္ခဝေဒနာကြီးစိတ်ထဲမှာဖြစ်တဲ့ခံရခက်တဲ့ဝေဒနာကြီးမကောင်းဘူးမကောင်းရင်အဲ့ဒါလက်ကင်ထားမှာဆွဲဆုပ်ထားမှာလားပယ်ဖြောက်ပြန်ဘယ်လိုပဲဖြောက်မှာ How to overcome the mental painfulness စိတ်ထဲမှာဖြစ်တဲ့ painful နော် mental painfulness စိတ်ထဲမှာဖြစ်တဲ့နာကျင်မှုစိတ်နာတာတွေရှိဘူးလားစိတ်နာလို့သူ့ကြောင့်ငါရှိကိုလာမပြောနဲ့စိတ်နာတယ်စိတ်မှာအနာပေါက်တာစိတ်နာတယ်ဆိုတာစိတ်မှာအနာပေါက်တာအဲ့တော့ဝမ်းနေတာလည်းအနာတစ်မျိုးပါပဲဟုတ်ပါလားဘေးသားကြီးဒါပေမဲ့အနာပေါက်ရင်ဘေးသားကြီးတို့ရေတိုးအောင်ပွားအောင်ထားမှာလားကုပြမှာလားအဲ့တော့ဝမ်းနေတဲ့စိတ်ဆိုတာတကယ်တော့ဆုံးနစ်တဲ့ဒေါသတစ်မျိုးပဲဘာလဲဟိုဒုတ်ဆွဲဓာတ်ဆွဲတက်ကြွတဲ့ဒေါသတစ်မျိုးရှိတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့တယောက်တည်းတွေးဒစိမ့်စိမ့်တွေးပြီးမျက်ရည်တွေကြာပြီးတော့ဒါကလည်းတွေးလိုက်တိုင်းတွေးလိုက်တယ်ရင်ထဲမှာနှင်းကနေခံစားပြီးတော့နေရတာဝမ်းနေတယ်တဲ့ဒေါမနတာဝေဒနာပဲစေတသိက်အနေနဲ့ကောက်ရင်ဆုံးနစ်သောဒေါသပဲအဲ့ခံစားချက်ဖြစ်ရင်ဒီခံစားချက်ကိုဘယ်လိုကျော်လွန်မလဲနော်အဲ့ဒါပြောတာ How to overcome the mental painfulness by right way not wrong way မှားဝင်သောနည်းနဲ့မဟုတ်ပါဘူးမှန်ကန်သောနည်းနဲ့စိတ်ထဲဖြစ်တဲ့အဲ့ဒီခံစားချက်ဝမ်းနေတဲ့ခံစားချက်ဘယ်လိုကျော်လွှားမလဲဖျားသင်ပေးထားတာရှိတယ်စိတ်ကိုပြန်ကြည့်ပါဘာကိုပြန်ကြည့်ပါတဲ့စိတ်ကိုပြန်ကြည့်ရင်စိတ်ဓာနုပတ္တနာဖြစ်တယ်စိတ်ကိုပြန်ကြည့်ရင်ဒီခံစားရတဲ့ဒီစိတ်နော်ဝမ်းနေတဲ့စိတ်အဲ့ဒီစိတ်ဒီမြဲတာတွေ့မှာလားမမြဲတာတွေ့မှာသာဒောတံဝစိတ်တံသာဒောတံစိတ်တံတိပဇာနာတိဝမ်းနေတဲ့စိတ်ဆိုတာလည်းလက်မခံနိုင်လို့ဖြစ်တာဝေးရတာကြီးခွဲရတာကြီးကိုတခြားစီနေရတာကြီးကိုလက်မခံနိုင်လို့နော်အဲ့ဒီအခြေအနေကိုလက်မခံနိုင်လို့ဖြစ်ရတယ်လက်ခံနိုင်တဲ့ acceptance power စိတ်ဓာတ်မှာတရားနဲ့ထုံထားလို့နော်တခြားစီနေရလေကိုယ့်အလုပ်ကလေးနဲ့ကိုတရားလေးနဲ့ကိုရှုမှတ်ပြီးတော့ငါအေးချမ်းအောင်နေနိုင်တယ်နင်ငါနားမှာရှိမှငါစိတ်ချမ်းသာမှာမဟုတ်ဘူးနင်ငါနဲ့အဝေးသွားလည်းပဲနင်ဘဝနဲ့စိတ်ချမ်းသာအောင်နင်တရားနဲ့နေကောင်းမြတ်တဲ့နင်အလုပ်နဲ့လုပ်နေငါလည်းပဲငါတရားနဲ့ငါစိတ်ကိုအေးချမ်းအောင်ထားပြီးတော့ငါလှုပ်တဲ့လှုပ်ထိုက်တယ်နော်ငါတော်လည်းကြိုးရှိအများတော်လည်းကြိုးရှိတဲ့လို့ငါလှုပ်နေမယ်ဒီလိုဆိုရင်ဆရာနဲ့တပည့်လမ်းခွဲတာပဲဖြစ်ပေးတတ်ကြည်နော်ဆွေမျိုးချင်းချင်းလမ်းခွဲတာပဲဖြစ်မိဘနဲ့သားသမီးလမ်းခွဲတာပဲဖြစ်အဲ့ဒီလက်ခံနိုင်တဲ့စိတ်ဓာတ်စွမ်းရည်ကိုရရင်လည်းလမ်းအခွဲမှာအဲ့ဒါရဖို့ကစိတ်ကိုပြန်ကြည့်ပါဘာကိုပြန်ကြည့်ရမှာလဲသာဒောတံဝစိတ်တံသာဒောတံစိတ်တံတိပဇာနာတိအခြေအနေတရားကြုံလာတိုင်းမှာအဲ့ဒီအခြေအနေတွေပေါ်လက်မခံနိုင်တဲ့စိတ်မကျေနပ်တဲ့စိတ်တွေဖြစ်ရင်အဲ့ဒီစိတ်ကိုပြန်ကြည့်ပါဘာကိုပြန်ကြည့်ရမလဲအဲ့ဝမ်းနေတဲ့စိတ်ကိုပြန်ကြည့်ပါဝေဒနာအနေနဲ့ပြောရလေပြည့်တဲ့ကြည့်လို့ဒုက္ခံဝဝေဒနာဝေရယမာနောဒုက္ခံဝေဒနာဝေရယမိတိပသနာတိလို့ဝေဒနာနုပတ္တနာမှာမြတ်စွာဘုရားညွှန်ပြထားတယ်ဒုက္ခံဝဝေဒနာဆင်းရဲတဲ့ခံစားမှုကိုဝမ်းနေတဲ့ခံစားမှုကြီးကို
ဝေရယမာနောလံအခွဲမှာခံစားရသည်ရှိသောဒုက္ခဝေဒနာမကောင်းတဲ့ဆင်းရဲတဲ့ခံစားမှုတွေကိုဝေရယမိတိဩခံစားနေရပါလားယလို့ပဇာနာတိတတိကရှုမှတ်၍သိနေပါလာအခွဲမှာဝမ်းနေတဲ့စိတ်တွေဖြစ်တိုင်းအဲ့ဒီစိတ်ထဲဖြစ်တဲ့ခံစားမှုကိုသိနေပါဘာကိုသိနေဝမ်းနေတဲ့စိတ်ကိုသိနေပါဝမ်းနေတဲ့ခံစားမှုတွေသိနေပါကြည့်လိုက်လို့ရှိရင်တေချာသိလိုက်ရင်ဘယ်တည်းကြည့်လို့ဒီခံစားမှုဒီလေမြဲတာတွေ့မလားမမြဲတာတွေ့မလားဟောမမြဲပါလားတော့ပျော်တာလည်းမမြဲပါပြင်းတာလည်းမမြဲပါစိတ်ချမ်းသာတာလည်းမမြဲပါစိတ်ဆင်းရဲတာကိုချစ်တာလည်းမမြဲပါမုန်းတာကိုအဲ့ဒါတွေပဲလူတွေထက်ခါခံစားနေကြတာဒါပဲတွေ့တယ်ဒါကိုဒီနေရာမှာတေချာမကြည့်လို့မသိလိုက်ရင်ဒီခံစားမှုထပ်တူတွေထပ်ခံစားရမှာဒါကြောင့်လူတွေဟာလမ်းအခွဲမှာဝမ်းနေကြပါဝမ်းမနေခြင်းဒီစိတ်ကိုတတိပဋ္ဌာန်တရားနဲ့ရှုမှတ်ပြီးတော့လေ့ကျင့်နေရမယ်မှန်လားပြည်သူကြီးဝမ်းနေတိုင်းဝမ်းနေတဲ့စိတ်ကိုကြည့်ပြီးတော့သိနေပါသိပဲနေပါဘာမှလှုပ်ရှားမလို့စိတ်ထဲမှာဖြစ်နေတဲ့တွေးပြီးတော့ရင်ထဲမှာနှင်းကနေဖြစ်နေတဲ့ဝမ်းနေတဲ့ခံစားမှုဝမ်းနေနေပြီအဲ့ဒါလေးကိုစိတ်နဲ့သိနေတဘာဝတရားလို့သိနေအကြောင်းရှိလို့ဖြစ်ပေါ်လာတဲ့စိတ်ထဲမှာဖြစ်တဲ့ခံစားမှုအဲ့ခံစားမှုဒီငါမဟုတ်အကြောင်းရှိလို့ဖြစ်ပေါ်လာတဲ့အကျိုးတရားတစ်ခုအဲ့ဒါလေးကိုသိအောင်မဲသိနေပါသိနေသူ့ရှိတာသူပြပါလိမ့်မယ်ကျုပ်လည်းမမြဲဘူးပြောတဲ့ခင်ဗျာမြင်ကြည့်ပြီးပြီမို့လားတဲ့လစ်ပြီတဲ့ဆိုဝေဒနာဖြစ်ပြီးပြတ်တာစိတ်လည်းဖြစ်ပြီးပြတ်တာပဲလို့မြင်မှများရင်စိတ်တည်းရင်ကျက်လာမယ်အတိညာနဲ့မြင့်တက်လာမယ်ဒါဆိုရင်လမ်းအခွဲမှာစိတ်တာနုပတ္တနာတတိပဋ္ဌာန်ဝေဒနာနုပတ္တနာတတိပဋ္ဌာန်ကျင့်စဉ်ဟာဘေးတည်းတို့ကားစီးရင်လည်းစိတ်ပြန်ကြည့်လို့ရတာပါတရားနာရင်လည်းစိတ်ပြန်ကြည့်လို့ရတာပဲဈေးရောက်ရင်လည်းစိတ်ပြန်ကြည့်လို့ရတာပါပဲဘေးတည်းတို့အာယုံမျိုးနဲ့တွေ့တိုင်းမှာစိတ်ကလေးတစ်ခုဖြစ်လာအစိတ်ကဘယ်လိုစိတ်လဲလို့ပြန်ကြည့်ပါပြန်ကြည့်ရင်သိပါဘေးတည်းသိလာပြီဆိုဒီစိတ်ဒီဝမ်းနေတဲ့စိတ်လည်းမမြဲဝမ်းသာတဲ့စိတ်လည်းမမြဲချစ်တဲ့စိတ်လည်းမမြဲဘူးမုန်းတဲ့စိတ်လည်းကျေနပ်တဲ့စိတ်လည်းမကျေနပ်တဲ့စိတ်လည်းပဲစိတ်မှမမြဲပါလားလို့ဆွဲဆုပ်ထားလို့မရပါလားလို့ဝမ်းသာတဲ့စိတ်ပေါ်မှာလည်းမတွေ့တာဝမ်းနေတဲ့စိတ်ပေါ်မှာလည်းလွတ်လိုက်ပြီဆွဲနေတာတွေလွတ်ချလိုက်ပြီလွတ်လိုက်ရင်လွတ်လပ်သွားပြီဟုတ်ပါလားပြည်သူကြီးအဲ့ဒါမျိုးဆိုရင်လမ်းအခွဲမှာအဲ့ဒီစိတ်ရမယ်ဒါကတော့တတိပဋ္ဌာန်နီးနဲ့မိမိစိတ်ဓာတ်အတိညာကိုရင့်ကျက်အောင်မွေးမြူပြီးတော့လမ်းအခွဲမှာဝမ်းမနေတဲ့စိတ်ဓာတ်ကိုမွေးမြူယူပုံဖြစ်တယ်နောက်တနည်းဗုဒ္ဓမြတ်စွာကဘာဝနာတွေထဲမှာမရဏတတိဘာဝနာတေခြင်းတရားကိုဆင်ခြင်အောင်ပြီးနေမယ်ဆိုလို့ရှိရလည်းပဲအဲ့ဒီစိတ်ဟာတေခြင်းတရားကိုတောင်ရင်ဆိုင်ရတဲ့စိတ်ဓာတ်တတ္တိဖြစ်လာနိုင်တယ်ရင့်ကျက်လာမယ်တေခြင်းတရားကိုဆင်ခြင်အောင်ပြီးရင်အိုခြင်းနာခြင်းတေခြင်းတွေကိုပွားများပြီးနေ့တိုင်းအမျက်မပြတ်အောင်ပြီးတတိယဆင်ခြင်နှလုံးသွင်းနေလို့ရှိရင်စိတ်ဓာတ်ဘာဖြစ်လာရင့်ကျက်လာမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဘိနပစ္စဝကိတ္တပတုတ်ဆိုပြီးအင်္ဂုတ္ထုပါဠိတော်ပင်စကနိဗ္ဗာန်မှာဗုဒ္ဓဟောတာရှိဘေကဝေခြေသားတို့ခြေသမီးတို့တဲ့အိဋ္ဌိယဝမိန်းမပဲဖြစ်စေပုရိသေနဝါယောက်ျားပဲဖြစ်စေကဟထေနဝါအိယတိတံလူတို့ပေါင်းတွင်ဟောကြောင့်ဆင်ထားလူအများပဲဖြစ်ပါစေတဲ့ပပတိတေနဝအိယမထောင်ယဟန်ပေါင်းတွင်ဖန်ဝါရှင်မြတ်ရှင်ယဟန်တွေပဲဖြစ်စေပင်စ၅ပါးကုန်သောဣမာနိဌာနာနိဤအကြောင်းတရားတို့ကိုအဘိနံအမျက်မပြတ်ပစ္စဝကိတဗာနိကောင်းစွာမသိစင်ခြင်းအောက်မေ့နှလုံးသွင်း၍နေရမယ်လို့တထာဏလောတို့ဆရာဘုရားရှင်ကိုရောမြတ်ကြီးသည်ကထေတိကရုဏာရှိရှုမိန်ကြတော်ဘုခဲ့ပါပေတည်း
ယောက်ျားပဲဖြစ်ဖြစ်တဲ့မိန်းမပဲဖြစ်ဖြစ်တဲ့အိမ်မှာနေကြတဲ့လူသားတွေပဲဖြစ်စေအိမ်ရမထောင်ယဟန်ပေါင်းမှနေကြတဲ့ယဟန်တွေပဲဖြစ်စေဘသူဖြစ်ဖြစ်တဲ့လမ်းအခွဲမှာဝမ်းမနေပါဆိုတဲ့စကားလေးတစ်လုံးပြောနိုင်ခြင်းနဲ့ဆိုရင်အချိန်နဲ့အမျှအမြဲမပြတ်ဆင်ခြင်အောက်မေ့အပ်တော်တရား၅မျိုးရှိတယ်။ဘယ်နှမျိုးတဲ့တော့၅မျိုးရှိတယ်။နံပါတ်1ကစရဓမ္မောမိစရဏတိတောတိအဘိနံပစ္စဝခိတပံအဟံငါတိစရဓမ္မောအိုခြင်းသဘောရှိသည့်အမိဖြစ်၏အဟံငါသည်စရအိုခြင်းတရားအိုခြင်းသဘောတရားကိုနတ္တိတောမလွန်မြောက်နိုင်ဦးဇနုဓမ္မပိတ္တတို့မွေးလာပြီးရင်ပြိုးပြိုးလာသလားအိုးလာလားဒါဖြင့်အဲ့ဒီအိုခြင်းသဘောကိုဦးဇနုဓမ္မပိတ္တတို့လွန်ဆန်နိုင်လို့လားမလွန်ဆန်နိုင်လို့လားအဟံငါသည်စရဓမ္မောအိုခြင်းသဘောရှိသည့်အမိဖြစ်၏အဟံငါသည်စရံအိုမင်းခြင်းသဘောကိုနတ္တိတောမလွန်ဆန်နိုင်ဣတိဤကဲ့သို့ဣတိယဝမိမ့်မပဲဖြစ်စေပုရိသေနဝယောက်ျားပဲဖြစ်စေကဟထေနဝအိမ်၌နေသူလူတွေပဲဖြစ်စေပပတိတေနဝယမတော်ယံပေါင်းမှနေကြတဲ့ယဟန်တော်တွေပဲဖြစ်စေအဘိနံအမျက်မပြတ်ပိစဝေကိတဗံရှင်ကျင်အောင်းမေတရိယာနေရပါမယ်လို့တထာနလူတို့ဆရာဘုရားရှင်သည်ကထေတိကရောနာရှေရှုမိန်ကြတော်မူခဲ့ပါပေတည်းငါအိုခြင်းသဘောငါမှာရှိတယ်ငါဧကံမုတ်ချအိုကိုအိုရအောင်မှာအိုခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးငါသာမဟုတ်ဘူးငါနဲ့အတူနေတဲ့သူတွေကိုအိုရမဲ့သူတွေလားမအိုရမဲ့သူတွေလားငါတို့တိုင်းပြည်မှာရှိသမျှလူတွေအလုံးလူကြီးတွေရောလူငယ်တွေရောလူကြီးတွေတော့အိုးအိုကုန်ပါပြီဟုတ်မလားပိတ္တကြီးအိုရင်လည်းနားကြတော့ပေါ့စီးပွားရေးလောက်တာတွေနားတော့လို့ပြောနေတာတချို့အိုဝေလောဘကြီးမနာနိုင်သေးဘူးဟုတ်တယ်မလောက်ပါနဲ့လို့သားတွေသမီးတွေကပြောတာတားတာကိုမရဘူးငါကိုယ်တိုင်လောက်ရမှာငါကိုယ်တိုင်ပါမှာအိုပြီနားကြရောပေါ့တရားဘက်ကလေးပါလေးလေလိုက်ကြတော့လို့ပြောတာပါတောင်တွေးမြောက်တွေးမနေကြပါနဲ့ဥဒိဋ္ဌတပည့်အလိုလိုနာမည်ကြီးကျင်နေတာဒေသကြီးတို့ရေအိုးရင်တရားနောက်ပို့လိုက်ရမှာမလားခုတော့ဟုတ်ပါဘူးအိုးလေးလောဘကကြီးလေဒါပဲလူကြီးတွေတက်ကြီးတဲ့လူကြီးတွေပြောတာပါဩငါကောငါသာမဟုတ်ဘူးနော်လူနဲ့ပြန်မှာတတ္တဝါအလုံး31ပုံတွင်နော်မွေးဖွားဖြစ်ပေါ်လာတဲ့မြတ်တတ္တဝါတွေဟာအိုခြင်းသဘောကိုလွန်ဆန်နိုင်ရလားအဲ့ဒါလေးဆင်ကျင်နဲ့မဆင်ကျင်ရင်ဘာဖြစ်တတ်ယောပနမန်တက်တယ်ယောပနဆိုတာငါငယ်သေးတာပဲငါငယ်သေးတာပဲတရားလှုပ်ရှားမလို့ပါဘူးမလေးစီးပွားရေးဆိုငယ်တုန်းတူစားတာလေငါတဲ့နုပြိုမှုရဲ့အပေါ်မှာမန်တက်တယ်ယောပနမန်ခေါ်တယ်အဲ့မန်တက်ပြီးတော့ကာဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေပြုမိတတ်တယ်တဲ့ဒါကြောင့်အိုခြင်းသဘောကိုအမြဲမပြတ်ဆင်ခြင်အောင်မေးပါဘာသဘောတဲ့တော့ဗျာရိဓမ္မောမိဗျာရိနာတိတောတိပစ္စဝေခိတဗံအဟံငါသည်ဗျာရိဓမ္မောနာခြင်းသဘောရှိသည်အမိဖြစ်၏ဗျာရိဖြာနာခြင်းမကြမ်းမာခြင်းသဘောကိုအဟံငါသည်အနာတိတောမလွန်မြောက်နိုင်ပိဿကြည်တို့ရေကြမ်းမာခြင်းသည်ဘယ်မှာဆုံးသတ်မကြမ်းမာခြင်းဖြာနာခြင်းမှာဆုံးသတ်မယ်ခန္ဓာကိုယ်ဆိုတော့တစ်ခုမဟုတ်တစ်ခုကတော့ချော်ရွင်းနေတာပါပဲပိဿကြီးခေါင်းကကိုက်လိုက်နော်အေးအေးမောလို့မူးရိပ်နေလိုက်အခုဒီကိုယ်တော့အဲ့တိုင်းဖြစ်နေတာပဲအခုတရားဟောရင်အဲ့တိုင်းဖြစ်နေတာပဲနေကောင်းတယ်လို့ကြမ်းမာပါတယ်လို့တမဟုတ်တော့များနေကောင်းတယ်လို့ပြောနိုင်ပါတယ်ဆိုရင်အဲ့ဒါညံတယ်လို့ပါတဲ့ခန္ဓာမှာမိမသာသဘောအချိန်တိုင်းရှိတယ်လားခန္ဓာရလာသမျှပိဿကြီးရုပ်တရားကြီးကဟိုရောဂတိကိုဘိက္ခုရူပနာမေတံအဓိဝဆနာဆိုတဲ့
ယောဂဆိုတာကယုတ်တရားကြီးရဲ့နာမည်ပါတဲ့ဒါပေမဲ့ယုတ်ရလာကြရတယ်ဘာရလာယောဂရလာပါပြီပိဿကြီးတို့ငါနေကောင်းပါငါကျမ်းမာပါဆိုပြီးတော့လက်မထောင်တတ်တယ်တဲ့ဟုတ်လားဒါကြောင့်ဖြားနာခြင်းသဘောနာခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးပိဿကြီးလွန်ဆန်နိုင်ရလားအဲ့ဒါကိုအမြင့်မပြအဘိနံပစ္စဝကိတ္တပံတနေ့တည်းမဟုတ်ဘူးတမနက်တည်းမဟုတ်ဘူးအဘိနံအမြဲကိုဆင်ခြင်နေရမှာတဲ့ကဲပိဿကြီးလမ်းသွားရင်လားကားစီရင်လားလည်းပဲဟဲ့လားဩငါအိုးအောင်မယ်တေချာမောက်ကိုအိုးရမှာအိုးခြင်းသဘောငါမလွန်ဆန်နိုင်ဘူးပြီးတော့အခုငါအလုပ်တွေလုပ်နေနိုင်သေးတယ်နော်ဒါပေမဲ့လို့တနေ့နေ့တစ်ချိန်ချိန်မှာငါလေမဖြတ်နိုင်ဘူးလားဖြတ်နိုင်တယ်ဟုတ်လားပိဿကြီးအဲ့ရတဲ့လဲသွားတဲ့လူတွေကသူတို့ကိုသူတို့လဲမယ်လို့မထင်ခင်မှာလဲလာတာပါသဘောပေါက်ရလားပိဿကြီးဟာအချိန်မရွေးယောဂဝေဒနာဖြားနာခြင်းဒီငါထံရောက်လာနိုင်တယ်ငါနာခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးနော်အချိန်မရွေးငါနာခြင်းသဘောဖြားခြင်းသဘောမကြမ်းမာခြင်းသဘောတွေနဲ့ငါကြုံနိုင်တယ်ကြမ်းမာတော့ငါတရားလေးလုံးပါဒီအတိအအဲ့ကြမှာလာမယ်နာခြင်းသဘောကိုသတိရပါဘာကိုသတိရမယ်အေးစရတံမောဗျာတိတံမောအိုခြင်းနာခြင်းမရဏဓမ္မောမိမရဏနာတိတောတိဘိနံပစ္စဝခေတ္တပံအဟံငါသည်မရဏဓမ္မောသိခြင်းသဘောရှိတယ်ဘာသဘောရှိပါလဲအဟံငါသည်မရဏသိခြင်းသဘောကိုနတ္တိတောမလွန်မြောက်နိုင်မလွန်ဆန်နိုင်သိခြင်းကိုလွန်ဆန်နိုင်တဲ့သူရှိရလားအခုဟောနေတဲ့ဘုန်းကြီးတွေဒီနေ့ပါပြောသိမှာပါပြေးတယ်ဘေးရင်မေးဖို့လိုသလားရရခြေလို့ရမလားမရပါဘူးသွားမေးမနေပါနဲ့ခြေမနေပါနဲ့သိမဲနေကြသေးကိုသိရမှာပါပဲကံတရားကပေးလိုက်တော့ခင်ဗျားတို့ကြို့လို့ဒီမှာလာကြုံညဆုံကြတာကံတရားကခွဲခိုင်းတာနဲ့ခွဲရမှာပါပဲသဘောပေါက်ကြရလားပြေးတယ်ကြီးလို့အော်သိခြင်းသဘောကမလွန်ဆန်နိုင်ဘူးလို့အမြင့်မပြတ်ဆင်ခြင်အောင်မေ့အပ်တယ်ဗုဒ္ဓကမှားနေမှားထားခဲ့ပိဿကြီးအဲ့လိုမှမဆင်ခြင်မပွားများဘူးဆိုလို့ရှိရင်ခုနပြောသလိုပေါ့အိုးငါကျမ်းမာသေးတာပဲကျမ်းမာတော့စီးပွားရှားမှဒီသမီးတွေသားတွေတာဝန်ဝတ်တရားတွေရှိသေးတယ်လေတရားဆိုတော့အိုမှလောက်ရမယ်အလုပ်လို့ထင်နေကြတာများတာပဲမှန်လားပိဿကြီးအမလေးမျက်စိတွေမှိုက်ပြီးခါးတွေကိုက်ပြီးနားတွေထိုင်ပြီးဆိုမှဟိုကြာမထိုင်နိုင်တော့ဘူးဆိုမှရိတ်တာရောက်အဲ့ကြမှာရိတ်တာရောက်လာဟိုမိနစ်20လောက်ထိုင်ရင်ကိုပဲစုပ်တက်ပြီဒူးကမခိုင်ဘူးရှင်ဖေရတယ်တရားတော့ထိုင်နေတယ်တဲ့ဒူးကမခိုင်ဘူးတဲ့မခိုင်မှရောက်လာတာဟုတ်ဗလားပိဿကြီးတရားဆိုတာကျမ်းမာတော့လို့ရမှာငယ်တော့လို့ရမှာဟုတ်ဗလားပိဿကြီးအဲ့တော့ခင်ဗျားတို့ကတော့စီးပွားရေးတွေနဲ့ရှုံနေကြတော့မှာပဲတေကနီးကြမှာတိမယ်ငါမှားခဲ့တယ်ရခဲ့တဲ့လူဘဝမှာသားရည်သမီးရည်စီးပွားရေးတွေနဲ့ငါတဘဝတာကုံဆုံးခဲ့တယ်တေကနီးမှာငါနောက်ပါမယ်ငါဘာကိုယူသွားမယ်အဲ့ကြတော့တွေးပြီးပိဿကြီးဘာယူသွားလို့ရတော့ဘာမှယူသွားလို့မရတော့ဘူးကိုပြုတ်ခဲ့တဲ့ကုသီလကုသိုလ်လေးတွေကိုလှူခဲ့တဲ့ဌာနကုသိုလ်လေးတွေဒါပဲပါတော့မယ်ကျန်တာတွေပါရလားရှစ်ပါရဲဆိုတဲ့သားတွေသမီးတွေခေါ်သွားလို့ရပါရဲ့လားမရဘူးလေဘင်းကဆွဲကြိုးတော့ဖြုတ်ယူသွားလို့ရလားမရခေါင်းနဲ့ထည့်ပေးလိုက်တာမျိုးရှိသလားရှိရင်သူ့ဘာရသားကိုရှိမှာဟုတ်တော့ဘေးသက်ကြီးသဘောပေါက်ရလားအဲ့ဒီကြမှာတေဂန်နီယောဂဝေဒနာလည်းအပြင်းထန်နှိပ်စက်ပြီးဆိုပါဘေးမှာဝိုင်းနေတဲ့သားတွေသမီးတွေကလည်းဘာမှမတတ်နိုင်တော့ဝိုင်းယုံလာဝိုင်းနေတယ်ဘာမှမကယ်နိုင်တော့ဘူးပိုက်ဆံရှိလို့ပါမောက္ခကြီးဒေါက်တာကြီးပင့်နှလုံးသွေးတို့စမ်းကြည့်လိုက်တဲ့အခါကျမှ pressure လည်းကျသွားနေပြီဘေးသက်ကြီးတို့နော်ဟိုသွေးတိုးတော့လည်းကျသွားပြီနှလုံးခုန်တော့လည်းမမှန်တော့ဘူးခေါင်းခါပြလိုက်အဲ့ဒီချိန်မှာစဉ်းစားထားဘသူအာကိုမလဲဆရာကတပည့်ကိုအားကိုးလို့မရပါတပည့်ကလည်းဆရာကိုအားကိုးလို့ရရလားမိဘတွေသားသမီးကိုအားကိုးလို့မရပါတရားညောင်ဆောင်မသိမင်းနဲ့စိတ်ခင်ရတဲ့ခါသားသမီးတွေလည်းမိဘကိုအားကိုးလို့ရရလား
အဲ့ကြတော့လမ်းအခွဲမှာရှုံနဲ့မျက်ရည်တွေကြာလမ်းခွဲမှာဝမ်းနေကြတာများတာပါပဲအဲ့လိုဝမ်းမနေအောင်လို့ဘုရားဓာရီပွားထားတယ်အဘိနံအမျက်မပြတ်ပစ္စဝကိတပ်ပံဆင်ကျင်အောင်ပြီးအပ်၏အမြဲတမ်းဆင်ကျင်နေငါတည်ရမယ်တည်ခြင်းသဘောငါမှရှိတယ်နော်ငါတည်ခြင်းသဘောဘယ်လိုမှမလွန်ဆန်နိုင်ဘူးငါသာမဟုတ်ဘူးဟောငါသားလည်းတည်ရငါသမီးလည်းတည်ရမှာပဲငါခင်မွန်းတယ်လေတည်မှာပဲခင်မွန်းတဲ့အနေနဲ့ဆိုရင်ငါစနီးတယ်လေတည်မှာပဲငါမေငါဖေလေတည်မှာပဲငါဆရာလည်းတည်မှာငါလည်းတည်မှာပဲဆိုတာကိုအမြဲကိုဆင်ခြင်နေပါတဲ့အဲ့ကြမှာအဲ့ဒီတေခံကြီးကြရင်ဒါဖြင့်ငါဘာအားကုန်မလဲလို့စိတ်ကလေးရောက်လာပြီမတေခင်တရားအထုတ်ဖို့တတိယလိမ့်မယ်ဟုတ်ပလားအိုခြင်းသဘောဆင်ခြင်နေမှာမအိုခင်မှာကုသိုလ်ကောင်းမှုတွေတိုးပွားအောင်ပြုလုပ်နိုင်ပါလိမ့်မယ်နာခြင်းသဘောကိုဆင်ခြင်အောင်မိတ်ပြီးနေမှမနာခင်ခုနလိုစုတ်တက်နဲ့ဒူးကမခိုင်ဘူးဘုရားဆိုတဲ့အဆင့်မရောက်ခင်မှာတရားအထုတ်မှန်သိလိမ့်မယ်တဲ့သဘောပေါက်ရလားပေးတာကြီးတရားဆိုတာတကက်ကိုအင်းနဲ့အားနဲ့နော်တရားတရားအပြည့်နဲ့ဝီရိယနဲ့ပြတ်သားတကယ်လို့မှနော်ဉာဏ်အမြင်ဆိုတာရနိုင်တာမျိုးပြော့တိပြော့တော့ရောတိရော့တော့သူများရောင်လို့ရောင်တဲ့တရားစခန်းမရနိုင်ဘူးသဘောပေါက်ရလားပေးတာကြီးအဲ့တော့ကိုယ်တရားနဲ့ကိုအထုတ်ဖို့တရားဆိုတာနော်ပြီးတော့ကြတော့အခုဒါကတော့တော်တော်များတော့သင်္นานသဘောတွေပဲများတာပါလေဥစ္စာတော့အခုဆရာတော်ဩဝါဒခံပြီးတော့ဒုက္ခရဲ့ရင်တော့ရိတ်တာဒီဆောက်နေတာအဲ့ဘက်မှာလျှက်စင်ပြီးမရှိမှန်ကြုတ်တည်တာပဲရေအခက်ခဲရှိမှန်ကြုတ်တည်တယ်ခရီးလှမ်းမှန်တည်တယ်လမ်းကြမ်းမှန်လည်းတည်တယ်လမ်းမကောင်းတာကောင်းအောင်လုပ်အောင်မှဆိုလည်းတည်တယ်တည်လျက်နဲ့အဲ့မှာသွားပြီးတော့အခုရိတ်တာကြိုးစားပြီးထောင်းနေတာပြီးပြင်းတရားစခန်းလုပ်ချင်လို့ဟန်ဆောင်ပန်းဆောင်မလုပ်ချင်သဘောပေါက်ရလားပေးတယ်အများကြီးနဲ့ဟန်ဆောင်ပန်းဆောင်သဘောမျိုးနဲ့ဘယ်ဆရာတော်တော့နာမည်ကြီးဟေးဘယ်ကမ္မထာနာဆရာတော်နာမည်ကြီးဟေးသွားကြဟေးယဟန္တာတဲ့ဟာအုံညဝိုင်းချယဟန္တာအုံနေုံနဲ့ကိုယဟန္တာဖြစ်မလားမဖြစ်ဘူးဝိပဿနာလောကကြီးမှာလေနော်သဘောထားတွေမှားနေအများကြီးပဲယဟန္တာကိုပူဇော်လို့ကုသိုလ်မရဘူးလို့မဆိုလို့နေတာမဟုတ်ဘူးနော်သွားအုံနာသာရှိတာပါတို့လည်းယဟန္တာဖြစ်အောင်ကိလေသာသေအောင်တတ်ဖို့တာဝန်တို့မှလည်းရှိသေးတယ်ဟဲ့ဆိုတဲ့အတိအရတော့ဘယ်နှယောက်များပါလာမလဲဆိုတာပြောတတ်ပါအောင်သဘောပါရပြီတဲ့ကြီးအဲ့တော့တရားအလုပ်ဒီပြောရင်တာကိုယ်တရားနဲ့တကယ်လုပ်ရပါတင်းရင်တကယ်လုပ်ရပါနော်အဲ့တော့အခုတရားစခန်းနဲ့10ရက်တရားစခန်း9ရက်တရားစခန်းစသည်ဖြင့်ဒါနီးပေးတာပါပဲဒီမှာဆရာတော်အခါတွင်းမှာအများကြီးလာခဲ့ဟဲ့ဆိုဒုံလဘကြီးလက်ခံသာသနာနဲ့ဝေးနေတဲ့သူတွေကိုနည်းနည်းသာသနာစကားလေးကြားသွားစေသာသနာနဲ့ဝေးတဲ့သူတွေနည်းနည်းနီးလာနည်းနည်းယဉ်ကျေးမယ်ဆိုပြီးတော့လုံနေတာထီရောက်ပြတ်သားတကယ်လို့ဖို့ကတော့ပေးတဲ့ကြီးတို့ရေအရိညကတောဝါတောအယတုကတ်ရောက်သည်ဖြစ်၍၎င်းရုက္ခမူလကတောဝါတရပင်ယင်းတို့ကတ်ရောက်သည်ဖြစ်၍၎င်းတော်တယ်သွားတယ်တစ်ပင်ထိုင်တဲ့အခုကျုပ်ကျောင်းတွင်တရားစခန်းလုပ်တယ်တိတ်ကလေးလုပ်ရတယ်တရားစခန်းအော်မလုပ်ရဲသေးဘူးတချို့ကမေးပါတယ်ဖွင့်သေးဘူးလားတရားစခန်းခင်ဗျားတို့နေရာပေးစရာမရှိသေးဘူးဟုတ်လားပြေးတယ်ကြွားလိုက်ပါဦးမယ်တစ်ပင်အောက်မှာကိုတရားထိုင်ခိုင်းတာလေအခုထိုင်ရလို့ပါ10ရက်တင်းကျော်လာဇန်1ရက်နေ့မှာပြီးပါမယ်အမှန်တကယ်ကတော့ဦးနဲ့အလုပ်တွေဝယုံရိတ်တွေပါခုံလေးတွေလုပ်တကယ်ထိုင်လို့ပိုကောင်းတယ်မိုးရရင်တော့ပဲဖြစ်မလဲနေပူရင်တော့ပဲဖြစ်မလဲဟုတ်လားပြည်သားကြီးဒီမှာဘုရားပြောထားတဲ့နေရာရုက္ခမူလကတောဝါတစ်တပင်ရင်သူကတ်ရောက်သည်ဖြစ်၍၎င်းစိတ်ကူးတွေအများကြီးရှိတယ်ဝယုံမင်းရဲ့အရေးကလေးတွေမှာဦးစင်တလောစီယာမိုးကုတ်တိရိတုပနာချောင်းစကိုင်းသွားကြည့်ခဲ့ရှင်သီဝလိတော်ရဆိုတာတော်တော်လေးမင်းဝန်တောင်ဘက်တော်တော်လေးဝင်သွားပါသေးတယ်သွားပြီးလေ့လာခဲ့အဲ့တောင်ဆောင်လေးတွေမှာတစ်ပင်ဝယုံမင်းအခြေလေးတွေမှာဟင်းကလိုင်းနဲ့6ပေခွဲလောက်မြင့်မယ်ထင်ပါတယ်အဆောက်အဦလေးတွေထိုင်လို့ရယုံလေးပဲတုံးလုံးလှဲလို့မရဘူးတရားထိုင်ဖို့နေရာလေးတွေအဲ့မှာချင်းလုံးစကားတွေနဲ့လှုပ်ထားတယ်ချင်းလုံးစကားတွေနဲ့ဘာချင်းတောင်ဝင်းမရဘူးကင်းတော့မွေတော့ဝေးရောပေးတာကြည့်လို့အဲ့ဒါတထိုင်ကြလေးအဲ့ထဲမှာခုံလေးတွေပါတယ်တ
တရားထိုင်လေတရားထိုင်မှုတက်တက်ပဲအဝေးအကျင့်မမြင်ရဘူးခြုံလေးတွေမှာဝယုံလေးတွေအခြေမှာဟာတို့စိတ်ကူးကောင်းတဲ့ဆရာတော်ပါလားတော့လေးလာခဲ့အဲဆရာတော်နဲ့တော့မတွေ့ကြပါဘူးအဲ့တော့အခုလဲဝယုံရိပ်မှာအဲ့ဒါမျိုးလေးတွေစိတ်ကူးနေပါတယ်အခုတပားနေဆောင်းလေးတွေဆက်တဆောင်းလောက်တော့တကားပေါ်သွားပါအမျိုးသားပဲအချမ်းကတပားနေဆောင်းတော့သူကတော့လန်ကတ်သဘောဆိုတော့သိစိတ်30လောက်ကိုပါတယ်အမျိုးသမီးတွေပဲလဲဟို2ယောက်နေလေးတွေအခုဟိုလုံနေပါတယ်လုံနေတယ်အခုတဆောင်းပြီးသွားပြီတဆောင်းအဲ့ဒါကတော့9သိန်းခွဲလောက်ပဲကြပါတယ်ဟိုပြင်ကင်းထရံကဝကမိုးပေါ့တကယ်တော့အဲ့ဒါကအေးတာကြာမခံလို့တာရဲ့တရားကိုတကယ်လုပ်ဖို့ဆိုရင်ဥစဉ်စိတ်ကူကတော့အနောင်ကြရင်အခုကတော့လှုပ်ရှားတွေကများနေတော့ဟောအောင်ပါပဲဆရာတော်လည်းငယ်တော့နည်းနည်းပြင်မခံပါဦးတဲ့ခရီးဝေးလေငယ်တော့သွားအောင်ပေါ့တဲ့သွားပါတဲ့မနှစ်တုန်းကတော့ဒီပွဲအောင်ပြီတဲ့ကတာဆရာတော်ကအရင်ညကြောက်ကနောင်ညအဲ့ဒါကတာသွားဟောတာတော်ပါသေးဆုံးငတ်တော့မလို့ဆရာတော်နဲ့လမ်းတွေ့လို့ဆရာတော်ဟောအမြန်ဆုံးချိုက်ထည့်ပေးလိုက်တာအဲတကောင်းကျော်တော့ဘာဆိုင်မှမရှိတော့ဆိုင်နေတော့ငကောရှိတယ်အဟောင်းတွေတော့တွေ့သားပဲမယောင်းရလို့တဲ့ပိတ်လိုက်ပြီတဲ့အဲ့မှာဘာဆိုင်မှမရှိဘယ်စားပါမလဲမသိအဲ့မှာဆရာတော်ကလည်းဘူးဆိုတိုးတာပဲတွေ့ပါစေလို့ဒီကလည်းစုကတောင်းနေတာဆရာတော်နဲ့လမ်းမတွေ့တော့ဒီနေ့တို့ဆုံးငတ်ပြီဟိုလည်းဟောခြင်းကွက်တီတော့ရောက်မှာသွားပြီလို့အေးတော့မှမတော့ရင်ခက်ပြီအဲ့မှာပေးတာကြီးတော့အဲ့ခရီးဆရာတော်ကဘာဆွမ်းစားပြီးတော့လာတဲ့ဒီမှာဂျိုင်းပါတယ်ဆိုအဲ့မှာဟိုအိမ်လေးတဲ့အိမ်ဝင်စားတယ်တောင်းထားတယ်ဒီခရီးအောင်ရင်အောင်ပြီတဲ့ကျုပ်တော့ဘာပြောတာနားမလဲဘူးပထမဟိုရောက်မှသိတော့တယ်အဲ့မှာတာယာတစ်လုံးကွဲတယ်ဂျိုင်းနေကျင်းနေကြီးပဲဘယ်လိုမှကို high speed နဲ့မောင်းလို့မရတယ်လမ်းအဲ့မှာတစ်ချိန်တိုက်တာပဲအပြန်ကြတော့အဲ့မှာ short bar နှလုံးလုံးလဲရတာ6တောင်းသွားပေးတာကြီးတို့တာယာတစ်လုံးကွဲတာတော့သူတို့လဲပေးလိုက်ပါတယ်အဲ့မှာဦးဇင်းတို့ဒီက3နာရီလောက်ထွက်သွားတာမနဲ့ည7နာရီခွဲလောက်မှရောက်သွားတာ7နာရီခွဲလောက်မှရောက်သွားတာ9နာရီပလင်တက်2နာရီဟောခဲ့တယ်7နာရီပြီးချက်ချင်းလက်ပြန်လာအဲ့ဒါတညာလုံးမောင်းနောက်လေးတနေကုန်မောင်းမိုးချုံမှရောက်တယ်။အဲဆရာတော်ပြောသလိုပဲအောင်ပြီလို့ခုတော့မလဲသေးပါဘူးပြည်တယ်ကြီးဟုတ်လားအေးအဲ့တော့နောက်ပိုင်းစိတ်ကူးကတော့ဝါတွင်တလတရားစခန်းလုပ်ဖို့စိတ်ကူးတယ်လူအများကြီးလည်းမခံပါဘူးခုအမျိုးသမီးက2ယောက်နေလေးတွေ38ဆောင်လုပ်ဖို့ခု1ဆောင်စထားပြီအဲမြောက်ဘက်ချမ်းအမျိုးသမီးတောင်ဘက်ချမ်းကအမျိုးသားနဲ့ယဟန်နောက်ဘက်ချမ်းအမျိုးသမီးနဲ့သီလရှင်အဲ့လိုတကယ်လုံးမဲ့လူတွေ welcome warmly ကျွေးနိုင်ကျွေးပါမယ်အဲကြောင့်ဟိုသွန်းတကာကွန်းတကာဘာညာမအော်ပါဘူးဟုတ်လားဗျာတကယ်ပြောတာကျွေးနိုင်ကျွေးမှာပါနော် I never hope something from you နော်တကာမတွေစားဖို့အတွက်မနေ့ရှာနေကြတာဒီပါလေနော်လက်ရှိအခြေအနေကြီးပေါ့လေဟုတ်လားဗျာကြီးမဲကြီးတဲ့ဈေးတွေဒကမာကြီးတွေဘယ်နဲ့လို့ငရောင်းလို့ခေါင်းရတာဟိုဒီလာတော့ဗျာမုတ်တုတ်ထိုင်နေတော့ပြင်းတောင်ပြင်းနေဟုတ်လားဗျာကြီးအဲ့တော့လေကျုပ်ဘာလေးလိုနေတယ်လို့ပြောမထွက်ပါဟိုတက်နိုင်တဲ့လူသူ့ဘာသာသူတရာတရားနဲ့သူကသူလာတယ်ကိုလမ်းလုံနေတယ်သူကသူတက်နိုင်တာလူဆိုအဲ့ဒါပဲလိုချင်တယ်ပြောလို့ရတာဒီဘုန်းကြီးကမလိုချင်ဘူးရှင်းတယ်နော်အဲ့တော့လူတွေမှမလွယ်ဘူးဆိုတာနားလည်ပါလေတကယ်အရေးပေါင်းများစွာပဲဒါကြောင့်ဒကာဒကမတွေစီးပွားရေးတွေပြေးလိုက်ရပါလေနော်မေတ္တာပေါ်ဒါပဲတတ်နိုင်တာဟုတ်လမ်းမောမထွက်ရဲဘူးခင်ဗျားတို့မြောက်မပေးကြနဲ့စီးပွားရေးမကောင်းလေဒါကြီးပုံချနေဒါကြီးပုံချလို့တော့မရသေးဘူးဒါလည်းအကြောင်းတစ်ခုတော့ပါချင်မှာပေါ့တကယ်တမ်းအလုပ်လုပ်ဖို့လေလိုသေးတယ်စီးပွားရေးလမ်းညွှန်ဆိုဦးစင်းဟောထားတာကြီးပူစီရိုက်ထားတာတစ်ခွေရှိပါတယ်မြင်းညံမှာရိုက်ထားတာအဲ့တော့ပြောချင်တာကပေးတတ်ကြည့်လို့ဒီစိတ်တက်ကိုမြင့်တင်ဖို့လမ်းအခွဲမှာဝမ်းမနေဖို့ဆိုတာမိမိစိတ်ကိုစိတ်ဝင်စားစွာနဲ့တကယ်ကိုတရားဘာဝနာကိုလုပ်မှာအခုမြတ်စွာဘုရားမှာထားတယ်ဒီ5မျိုးကိုနေ့တိုင်းပွားတယ်နေ့တိုင်းတောင်မို့အဘိနံပိစဝကိတ္တပါအချိန်ပြည့်ကိုအမြဲမပြတ်ပွားနေဆင်ခြင်းနေတဲ့နော်အိုခြင်းရယ်နာခြင်းရယ်တေခြင်းရယ်ဘယ်နှမျိုးရှိသွား
Tabi me piye manabehi nana bawa wina bawa dia benam bezwagi taban Me nga ipiye hi cha agono manabehi myano agono Tabi no zongono tatwa tingara rune Nana bawa wa myu myu do jong jong shingwe kwaya jindi laga Wina bawa wadi kwe kwe ya jindi lagam ba wei tadi tani ne ma ekan mocha phila be lai mi Idi edo iti ya wa maima be phit se puri dena wa yaw ja be phit se kaha dena wa ai nai ne tu lu de be phit se Pavadi dena wa ya ma thong yan baung ma ne ja de yahan do de be phit se abaina mye ma pya phit swa ki tapan kaung swa ma thwe sin chin aung me ne ya ba be de lo ta thana lu ru se ya phya shin kho ro mya ji de ka the thi karo na she shu main ja ro mu ke ba be ta thi Oh, ngà chít đấy, ngà miền núi đấy, tất cả tiếng khara đi nè ngà, xin quay phía dưới, tê quay phía dưới, tém nhôm nhôm nè rồi, mà khoe áo là, khoe nè ra bà về, là khoe hàng này đánh của chồng này ra, mai là việc gì? Ai xem sang này cái giàu đấy mà phát gì vậy đấy, tôi bố rằng xích cái đông tạp giả thà bố rằng cao thế đấy, bận lòng chip vào đấy số đấy tôi đấy, anh thì anh ấy bận lòng đủ nè đấy, là dễ nhau này là dễ toa bị, nó, anh na để cha lolo để cha toa bị rồi, lăng khoe ra một là, khoe này ra về lý, rồi khăn nát khoe gì, ta xịt khoe gì, ta về quả, mai là việc gì? Anh nhớ đuôi này luôn mấy hả? Lăng khoe như này hả? Đi đánh chồng này ra đấy, lăng khoe mà, mà này bà phía phụ thà đi xem như này mà đấy. Ta về luôn rồi ngon nó bì hi ngã chết đấy đi, mà na bì hi ngã miền núi đấy đi nè, na bảo miu miu đó trong trong xin quê ya mẹ, ta tự mình đi quê mà bị nhà tiền đi đấy. Khoe này ra bà về, phải là biết gì? Mi va de we ma si va toa shan đi đấy, khoe này ra về. Em nói lăng khoe đây quan này nó khai rồi nó lâu nhau cả ya rồi mà. Thế bắt phải là biết gì? Cái nhau đi bao nhiêu ngày bao nhiêu tham, lý là tham mà, lấy sa tham mà, phát tham mà, bây giờ cô này chết tham mà. Thế thì phải thế à cô? Ako marana tadi bao nhiêu ngày cô? Thằng này cô cá bỏ mày cá bỏ bỏ. Dễ đấy mày dễ đấy chị xây của pian chị, với nó pian chị, không là bây giờ gì? Mày đi để ô trên na trên tê trên, khoe khoe trên thằng sinh nhiên bao nhiêu này rồi chị ấy xây ra gì là lấy mẹ đấy, bây giờ mà hồi ấy đi chết đấy khi này bố cô mẹ ở trong phiêu phiêu rồi, sang ra ra cái trong, aku đuổi phiêu mi đấy đấy. Ấy lúc đó bao nhiêu rồi chị xây ra đi yên chết là bị rồi mà, ấy hoàn mình này trên số đấy xây ra xoan gì thì sao là lấy mẹ. Bất du ho cái đó đâu, ngã chết đấy rồi ngã miền núi đấy rồi nè, xin quay phía dưới đi quay phía dưới cái mốc cha bà phía mẹ, lăng khoe ya mẹ tu ru cái ngã gọi yên khoe to mà là ngã tu ru gọi yên khoe mà là khu khu đó, phía mà mẹ, lẽ vào mà bây giờ gì? Era tini jubi da puata po nga chite nga tali ne le nga tani khoya ma be ta ni ne so ne o nga chite nga ami nga tani khoya ma be nga chite nga aphe nga tani khoya ma be nga chite nga saya ne le nga tani khoya ma be saya ni ne so ne o tabi hala balaw tan yaw sin ji ji nga chite nga tabi ne tani nga yin khoya ma la tu a yin khoya ma la be Tuyệt sông nhân đi về mà lan sông mẹ là khoe mà Wa mane se jama đấy. Không là biết là gì? Ê ai wa mane bây giờ biết rồi bây giờ thà đi qua ngã chết đấy tụi này nhận đủ đấy tụi này thế này mà khoe mà bây giờ âm nhẹ năng sinh chiến đấy mà ai rồi số rồi xí này nó chết đấy ta tì sông toa tàu mà nhẹ gì mà chả bên này khăn này xí là xích đấy ya này mà đấy phải ho ra đấy bên này miêu xí đó bro u nhiên ye na nhiên ye tì nhiên ye
ပွားခြင်းရဲ့အဲ့ဒီမျိုးရှိနောက်တစ်မျိုးကတပ်ပိတတ္တကမ္မတ္တကဩတတ္တဝါတွေကကံသာလျင်ကိုယ်ပိုင်ဥစ္စာရှိတယ်။ तू ပြုတ်တဲ့ကံတိုင်းမဲ့သူ့ဘဝအခြေအနေဖြစ်ပေါ်လာတယ်။မှန်လားပြည်သက်ကြီးကိုဖြစ်စေခြင်းနဲ့တိုင်းဖြစ်တာဟုတ်ရဲ့လားကိုချမ်းသာစေခြင်းလို့ချမ်းသာတာလား तू ချမ်းသာကြောင်းကံတရားလုပ်ခဲ့လို့ချမ်းသာတာလားကိုကဆင်းရဲစေခြင်းလို့ဆင်းရဲတာလားပြည်သက်ကြီး तू ကဆင်းရဲကြောင်းအကုသိုလ်ကံလုပ်ခဲ့လို့ဆင်းရဲတာလားဘဝအခြေအနေမြင့်နေနေနေဆိုတာသူပြုတဲ့ကံတိုင်းပဲအဲ့တပ်ပိတတ္တကမ္မတက္ကဆိုတာဟိုတော်တော်မလွယ်ဘူးပြေးတယ်နော်ကမ္မတက္ကပဲတော့ဗဇတ်ပြောတာလွယ်တာငါတို့ဥပက္ခရွှတ်လိုက်ပြီတဲ့ကံပေါ့ကွာငါဥပက္ခရွှတ်လိုက်ပြီပြောလဲဆိုလဲမရပါဘူးတဲ့အဲ့တော့သတင်းစာတော့ကြင်ညာပြီးပေါ့အင်းသဘောမတူပါဘူးဆိုကပါပဲဒီဘာသာချတွားယူရမလားအဲ့မှာစွန့်လိုက်ပြီတဲ့ဥပက္ခပြုတ်လိုက်ပြီတဲ့အဲ့ဒါပြေးတဲ့ကြီးလို့တကယ်တော့ဥပ္ပခမဟုတ်ဘူးဒေါသပါတယ်ဥပ္ပခက balance အလေကောင်မှမျှပြီးဟန်ချက်ညီးနေသောမနတဝန္တာတဲ့ဘက်လည်းမရောက်ဘူးဒေါမနတဝမ်းနေတဲ့ဘက်လည်းမရောက်ဘူးလောဘလိုချင်တဲ့ဘက်လည်းမရောက်ဘူးဒေါသမကျင်တဲ့ဘက်လည်းမရောက်ဘူးဝမ်းတာခြင်းဝမ်းနေခြင်းလိုချင်ကြိုက်ခြင်းမကြိုက်ခြင်းနှစ်သက်ခြင်းမနှစ်သက်ခြင်းအဲ့ဒီအစွန်းနဲ့အလေကနေပြီးတော့မှညီမျှနေတဲ့စိတ်ဩညံနဲ့စဉ်းစားရတာဩဟုတ်တယ်နော်ခြေကအတိတ်ကံကငါသားသမီးဖြစ်ဖို့သူ့ကိုနော်ငါတို့မိသားစုတဲ့သူ့ကံတရားပို့လိုက်ပေးမယ်လို့လေစိတ်ကဇယိုက်ကငါတို့နဲ့ဘယ်တူမှလဲအဲ့တော့တချို့ဆုံးမလို့မရတဲ့သားသမီးတွေမရှိဘူးလားမရှိရင်ခင်ဗျားတို့အဲ့ဒါသိရေးကြည့်တယ်တပ်ပေတတ္တာကမ္မတက္ကမိဘတို့တရားရှိတဲ့တိုင်ကောင်းတဲ့လမ်းကိုညွှန်ပါကောင်းတဲ့ဆရာသမားထံအနာမှာပို့ပါလိမ့်မအောင်တန်းနိုင်လို့ကြိုးစားပြီဒါပေမဲ့မရခွေးမိကခဏပဲစွတ်တုံးပဲပြောင်းတယ်ဟုတ်လားပြည်သားကြီးကြည်တော့ပြန်ပြုတ်လိုက်တော့ကောက်သွားတာပဲဘယ်လိုမှကိုပြုတ်ပြင်လို့မရဘူးဆိုပါတော့သူ့ဘယ်ထဲထည့်မလဲဩသူ့စိတ်ထားနဲ့သူ့ကံတရားတိုင်းသူ့ဘဝအခြေအနေဖြစ်လိမ့်မယ်ဒီကိစ္စ၅ပါးမှမတတ်နိုင်ဘူးသူဆင်းရဲအောင်ချမ်းသာအောင်ငါလုပ်ပေးလို့မရဘူးလို့ညံကနားလဲပြီးလွှတ်လိုက်တာတပ်ပေတတ္တာကမ္မတက္ကကံတရားအကြောင်းကိုဆင်ញင်နေပါတဲ့ကုသိုလ်ကောင်းမှုကံယံကမ္မဝံကလျာဏဝပပကံဝကရိတာမိတတ္တတရာရောဘဝိတာမိကလျာဏဝကောင်းသည်လေးဖြစ်သောပပကံဝယုတ်မာသည်လည်းဖြစ်သောယံကမ္မအကျင့်ကံကိုကရိတာမိငါပြုမိ၏တတ္တထောငါပြုမိတဲ့ကောင်းမှုကံမကောင်းမှုကံဤဒါယာရောအမေရိကန်ပုဂ္ဂိုလ်သည်ဘဝိတာမိငါဖြစ်ရပါလိမ့်မည်ကောင်းတာငါလုပ်ရင်လေအဲ့ကောင်းတဲ့ကံရဲ့အမွေကိုဘယ်သူပဲခံငါပဲမကောင်းတဲ့အကုသိုလ်ကံမကောင်းတဲ့အကုသိုလ်ကံရဲ့ဆိုးရုပ်ဘယ်သူပဲအမွေပြန်ခံကိုပဲအဲ့လိုကံတရားကိုဆင်ခြင်နေတဲ့ဘယ်နှမျိုးရှိ၅မျိုးရှိပါပြီဘေကဝေจิตတတို့จิตသမီးတို့ပင်စ၅ပါးကုန်သောဣမဏိဌာနနိဤအကြောင်းတရားတို့ကိုဧရိယဝမိမပဲဖြစ်စေပုရိသေနဝါယောက်ျားပဲဖြစ်စေကဟထေနဝါအိမ်၌နေသူလူတွေပဲဖြစ်စေပဝတိဒေနဝါအိယမထောင်ယဟံပေါင်းတွင်ဖန်ဝါဆင်းမြန်ရှင်ဟံတွေပဲဖြစ်စေအဘိနံမြတ်မပြပစ္စဝေကိတပ္ပဏိဆင်ကျင်အောင်မေ့၍နေအပ်ပါပေကုန်တယ်လို့သတ္ထနာလူတို့ဆရာဖယားရှင်သည်ကထေတိကရုဏာရှိရှုမိန်ကြတော်မူခဲ့ပါပေတည်းတရားကိုရှင်းရှင်းလေးမှတ်ပါပေးတာကြည့်တော့လမ်းအခွဲမှာဝမ်းနဲ့တတ်တဲ့စိတ်ဓာတ်ဟာဥစဉ်တို့ဓမ္မပေတတ်တို့ဥဒုဇဉ်စိတ်ရဲ့တဘာဝဟုတ်ပြီနော်အဲ့ဒီစိတ်ကိုဝမ်းမနေတဲ့စိတ်ဖြစ်လာအောင်ရင့်ကျက်တဲ့စိတ်ဖြစ်လာအောင်တတိပဋ္ဌာန်တရားနဲ့အဲ့ဒီစိတ်ဖြစ်တိုင်းစိတ်ဓာနုပဒနာနဲ့ပြန်ကြည့်အဲ့ဒီခံစားမှုဖြစ်တိုင်းဝေဒနာနုပဒနာနဲ့ခံစားမှုကိုပြန်ကြည့်တနည်းပြီးတော့ဒီ၅မျိုးကိုအမြဲတမ်းဆင်ခြင်နေတဲ့နီးနှစ်နီးအခုဒီမှာဟောနေတာဘယ်နှမျိုးရှိလား
ဝမ်းမနေတဲ့စိတ်ဖြစ်အောင်ဆင်ခြင်အောင်မေ့ဖို့တရားတွေဟုတ်လားပြည့်တယ်ကြီးအဲ့ငါမျိုးဆင်ခြင်နေတဲ့စိတ်တက်ရင့်ကျက်လာလိမ့်မယ်တဲ့ပြည့်တယ်ကြီးရှေ့ကပါရမီဓာတ်ခံရင့်ကျက်တဲ့ပုဂ္ဂိုလ်များသူတော်ကောင်းများဟာတရားအတွက်လမ်းခွဲရတယ်ဆိုရင်ဝမ်းမနေဘူးလမ်းခွဲမှာဝမ်းမနေဘူးဆိုတာပြည့်တယ်ကြီးတို့ခုနပြောသလိုပဲမေတ္တာနဲ့သာလမ်းခွဲပါစိတ်မှာဝမ်းမနေတယ်ခုနရှင်သန္တာရိကစာအုပ်ထဲမှာအဲ့ဒါလေးဆိုကြည့်စမ်းပါမေတ္တာနဲ့သာလမ်းခွဲပါစိတ်မှာဝမ်းမနေမေတ္တာနဲ့သာလမ်းခွဲပါစိတ်မှာဝမ်းမနေမေတ္တာနဲ့လမ်းခွဲရင်ဝမ်းမနေရဘူးတယောက်ကိုတယောက်အမုန်းတရားတွေနဲ့လမ်းခွဲရရင်နော်ဝမ်းနေမယ်မကြည်မနှက်ဖြစ်မယ်စိတ်ဆိုးမယ်ဒေါသဖြစ်မယ်ခံရခက်မယ်ဟုတ်လားပြည်သားကြီးအဲ့ဒါကောင်းသောလမ်းခွဲခြင်းဟုတ်ရလားမဟုတ်ဘူးနောက်တစ်ခုကလိုက်ဆိုလိုက်ဒါရှင်သန္တာရိကစာအုပ်ထဲပါအလုံးနဲ့သာလမ်းခွဲပါစိတ်မှာဝမ်းမနေအလုံးနဲ့သာလမ်းခွဲပါစိတ်မှာဝမ်းမနေအလုံးနဲ့လမ်းခွဲရရင်ဝမ်းနေစရာမလိုဘူးတဲ့အလုံးဆိုဘယ်လိုလုပ်လဲမြင့်မြတ်တဲ့အလုံးမိမိအတွက်ကောသူတစ်ပါးအတွက်ကောအကျိုးရှိတဲ့အလုံးကောင်းတဲ့အလုံးပြစ်ကင်းတဲ့အလုံးသူတစ်ပါးကိုမထိခိုက်စေတော့အလုံးအဲ့ဒီအလုံးနဲ့ပြောနေတယ်ဘယ်လိုလုပ်တွေးပြီးဝမ်းနေခြင်းရတော့မလဲပြည့်ကြီးစိတ်ထဲမှာဒီနှုတ်လို့တွေးပြီးဝမ်းနေတယ်ဆိုတာအဲ့လူကအလုံးမလုပ်တဲ့လူပဲလူအားကြီးလူဖို့ကြီးပဲဟုတ်လားပြည့်ကြီးဟာအလုံးကိုအချိန်ပြည့်စိတ်ပါလက်ပါလုံးနေတယ်ကိုဝါဒနာပါတဲ့အလုံးအဲ့ကိုဝါဒနာပါတဲ့အလုံးကသူ့အတွက်လည်းကြိုးရှိတယ်ကိုယ့်အတွက်လည်းကြိုးရှိတယ်သာသနာတော်အတွက်လည်းကြိုးရှိတယ်မိမိအတွက်လည်းအကျိုးရှိအဲ့အကျိုးရှိတဲ့အလုံးကိုစိတ်ရောကိုယ်ပါနှိမ့်မြုပ်ပြီးတော့ချိန်ပြည့်လုံးနေမှတော့ဘယ်ချိန်သွားဝမ်းနေမလဲအဲ့အလုံးနဲ့လမ်းခွဲရင်ဝမ်းမနေဘူးဟုတ်ပါပြီလေအခုဒီနေ့စပြီးဦးဇင်းတို့တော့အကြောင်းမှာဝါကပ်ပါတယ်ဦးဇင်းတို့ကျေးဇူးရှင်ဝိုင်းကုန်းဆရာတော်ကြီးဦးဇင်းဒီမှာရောက်တော့9နှစ်ရှိပြီဘယ်တော့မှလကားမနေပိတ်တယ်စာကြည့်ရင်ကြည့်နေတယ်စာရေးရင်ရေးနေတယ်တခုခုလုံးနေတာပိတ်တယ်နော်ပင်မသွားလွန်းလို့အိတ်ဆက်ခဏနားနေအိတ်ဆက်ချိန်ကလွဲပြီးတော့ချိန်ပြည့်စိတ်ကိုအလကားမထားဦးဇင်းရောက်ကြတဲ့ကတည်းကဘယ်လိုဆရာမျိုးလဲဆိုတာပိတ်တယ်ကြည့်လို့ဉာဏ်ရှိတဲ့သူကနော်ဆရာရဲ့ဂုဏ်ကျေးဇူးကိုလည်းသိပါတယ်နော်ဆရာရဲ့အတုကိုလည်းယူပါတယ်ဆရာဘာတွေလုပ်တယ်လဲအများအကျိုးတွေလုပ်တယ်လေဟုတ်လားပြည်သားကြီးအများအကျိုးတွေလုပ်ပါတယ်ဟောပြမစိုးသိင်းကြီးအများအကျိုးမဆောင်ရနိုင်ဘူးလားသိန်း80ဆေးုံတွေတလားနောက်ခံ background ရှိလူနာဒုက္ခတွေအခုဆေးကန်းတော့ဖွင့်ပြီးဟိုနေ့ဂျာနယ်ဖတ်တယ်ရတယ်ဆေးကန်းဖွင့်ပြီးဆေးကန်းကုပေးနေပြီပြောတယ်အဲဆောက်ဦးဆောက်ဖို့ရပဲပါမစ်ဆောင်နေတယ်ဆိုဟိုနေ့ကရွှေမန္တလေးမှာဖတ်လိုက်အဲ့တော့အများအကျိုးတွေတော့ဆရာတော်အကြောင်းပြုပြီးတော့ဖြစ်လာတာတွေအဲ့တော့ရလာတဲ့ဓမ္မပူဇာတွေဒါအများအတွက်သုံးတာပါပဲဟုတ်တယ်မလားပြည်သက်ကြီးအခုတောင်တန်းသာသနာအတွက်သာသနာပြန်ပွားရေးအသင်းကြီးထောင်ဟောအများအကျိုးပါပဲကျို့တို့လည်းဘာလို့ရမှာလဲလို့ရှင်းရှင်းလေးရဲ့ကိုကထွင်ရှောင်းအောင်ကိုယ့်ဆရာဘယ်လမ်းရှောင်းဒီလမ်းရှောင်းတယ်ဦးဇင်းတို့ရတဲ့ဓမ္မပူဇာဒါပါပဲတချို့မသိဘူးဟိုအဝေးကမြင်းညာတချို့တကားတကမှဘုန်းကြီးပတ်စံတွေဘယ်ထားတော့လမ်းနဲ့ရောက်သွားပြီပတ်စံတွေဘယ်ထားတော့လမ်းနဲ့ရောက်သွားပြီဟုတ်လားပြည်သားကြီးဟိုဘက်နှစ်ကကြတော့လေဟာကိုတို့တန်းတော့ကျုပ်ကလေသူတို့တရားဝဲပင်းတဲ့ချိန်ကျမှမအားတဲ့ရဲနေတိုက်အမှန်တကယ်တော့အဲ့ဒီရဲမှာလာပြီးတော့ဇက်တိုက်ဖြစ်နေတာကြံတဲ့ရဲရှိတာမဟုတ်ဘူးအဲ့ဒါသူတို့ကအထင်ကြီးပြီးတော့ထားစရာနေရာရောရှိသေးရဲ့လားရှိတယ်ရေကန်ကြီးအဲ့နေတယ်ရေကန်ကြီးလည်းထည့်လိုက်တယ်လို့ဟုတ်ပါလားပြည်သားကြီးဒါပါပဲပြည်သားကြီးတို့ရေသာသနာပြုတယ်ဆိုတာဘာလဲလို့နော်ဦးဇင်းတို့ဆရာတော်ကောနော်တကက်ကိုကြဲပြန့်အလုပ်တွေလုပ်နေတဲ့ဆရာတော်များဒီကူဆရာတော်များရောဦးဇင်းတို့ကြည့်တယ်သာသနာပြုဘာလုပ်တာလဲနော်
တက်နိုင်တဲ့လူတကာကမာတွေအဲ့လူတကာကမာတွေလှူတာကိုအလူခံလိုက်ပါတယ်အလူခံပြီးအဲ့ဒါကိုအိတ်ထဲထည့်မထားပါဘူးဟုတ်လားဆင်းရဲတဲ့သူတွေနှိမ့်ကြတဲ့သူတွေသုံးတဲ့ဘက်မှာပြန်လှည့်သုံးလိုက်ပါတယ်အဲ့တော့မြင့်တဲ့သူတွေကနှိမ့်တဲ့သူတွေရှိတဲ့သူတွေကမရှိတဲ့သူတွေပြည့်စုံတဲ့သူတွေကချို့တဲ့တဲ့သူတွေပေါ်မှာကရုဏာတရားနဲ့ဒီလိုဝေလိုက်ပါဒါပြောပေးတယ်ဒါဟောပေးတယ်ဒါအလူခံပြီးဒီဖြန့်လိုက်တယ်ဒါပဲမို့လားပေးတဲ့ကြီးလှုပ်ရှားတွေကတော့အများကြီးပဲလောကကနေ့မြမပြည်ချေနေဟိုဘက်မှာအကြောင်းမနေနိုင်တဲ့ကလေးတွေမျက်စိအောင်မှမြင်နေရတယ်နော်ကျမ်းမာရေးရှုတော့လှုပ်ရှားတွေညာရွယ်ပညာရေးရှုတော့ကိုတက်နေတော့အခုကြောက်ကကြောင်းနဲ့আকৌမထွက်နိုင်သေးဘူးဖြစ်ဟုတ်မလားပေးတဲ့ကြီးအဲ့တော့ဆရာတော်ကတော့ပြောတယ်ဆန္ဒမစောနဲ့တဲ့ဆန္ဒစောရင်ပင်မန်းတယ်တဲ့ဒါလည်းဆရာတော်ကိုယ်တိုင်ယုံခဲ့ကံခဲ့ရလို့ဒါဟာဒီစကားဟာပေါ့ပေါ့မဟုတ်ဘူးလို့ကြောက်ကနားလဲအဲ့ဒါမို့